တင်းလုပ်ငန်းခွင်မှာဘယ်တော့မှမလုပ်တဲ့အမှား၃ခုတင်းလုပ်ဖို့ကင်ဘက်တွေကိုမိတ်ဆွေလို့ဘယ်တော့မှမထင်ပါနဲ့သူတို့ဟာတင်းရဲ့တစ္ဆာရှိမိတ်ဆွေတွေမဟုတ်ပဲအလုပ်တူလုပ်ရတဲ့သူပဲဖြစ်ပါတယ်အခြေအနေဆိုးလာရင်သူတို့ကိုသူတို့ကယ်ဖို့အတွက်တင်းကိုဒုက္ခရောက်သွားအောင်လုပ်နိုင်ကြပါတယ်အကြံပြုချက်လုပ်ဖို့ကင်ဘက်တွေနဲ့ယဉ်ကျေးဖော်ရွေးစွာဆက်ဆံပါဒါပေမဲ့ကိုရေးကိုတာအရန်ရင်းနှီးတဲ့ဆက်ဆံရေးကိုသတိထားပါလုပ်ငန်းခွင်မှာကျွမ်းကျင်မှုနဲ့အတတ်ပညာကိုတာအာရုံစိုက်ပါတင်းရဲ့ကိုရေးကိုတာအကြောင်းကိုလုပ်ဖို့ကင်ဘက်တွေကိုဘယ်တော့မှဖွင့်မပြောပါနဲ့တင်းရဲ့အနာဂတ်အစီအစဉ်တွေငွေကြေးရင်းနှီးမြှုပ်နှံမှုတွေတင်းရဲ့နောက်ထပ်ကြီးမားတဲ့လှုပ်ဆောင်မှုတွေစတဲ့အရာတွေကိုလျှို့ဝှက်ထားပါအကြံပြုချက် professional ကြနေပါဘာမှဖွင့်မပြောဘဲရဲရှင်ဖော်ရွေးစွာနေပါတင်းရဲ့အစီအစဉ်တွေကိုအကောင့်ထဲပေါ်ပြီးမှသာဖွင့်ပြောပါကုမ္ပဏီမူဝါဒနဲ့သဘောတရားတွေကိုမနစ်သက်ခဲ့လျင်ဘယ်တော့မှလုပ်ဖို့ကင်ဘက်တွေကိုမပြောပါနဲ့တင်းရဲ့မကျေနပ်ချက်တွေဝေဖန်သုံးသပ်ချက်တွေကိုလုပ်ဖို့ကင်ဘက်တွေနဲ့မျှဝေပြောဆိုခြင်းဟာနောက်ဆုံးမှာတင်းကိုပဲဒုက္ခရောက်စေနိုင်ပါတယ်အထူးသဖြင့်အထက်လူကြီးတွေနဲ့ပတ်သက်တဲ့ကိစ္စမျိုးဆိုပိုပြီးတိတ်လေးနေပါလှုပ်ဝက်ချက်ကိုဖွင့်ပြောသူဟာမိုက်မဲသူဖြစ်တယ်ဒီအချက်ကိုသတိထားပြီးတင်းရဲ့အနာဂတ်အတွက်ကာကွယ်ပါ